အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Growlab Community ရဲ့ founder Olive ပါဒီနေ့ကတော့ဒီ Growlab Community ရဲ့ Match La Challenge မှာဝင်တာဖြစ်ခဲ့တဲ့ညီမလေးတစ်ယောက်နဲ့စကားပြောဖို့အတွက်စီစဉ်ထားပါတယ်အကုန်လုံးပဲဒီ podcast အတိုလေးကိုကြည့်ပြီးတော့ရှေ့လျှောက်စူးစမ်းဖို့အတွက်ခွန်အားတွေအများကြီးရအောင်မယ်လို့ပြောနေပါတယ်ညီလေး Alice ရေမင်္ဂလာပါမင်္ဂလာပါရှင်အခုပေါ့နော်ညီမလေးပြီးခဲ့တဲ့အမတို့လုပ်တဲ့ Growlab community ကလုပ်တဲ့ Match La Challenge မှာဆိုရင် Alice ကဒီနှစ်ပတ်တာအတွင်းမှာတိကျလေးလုပ်ပြီးဝင်တာဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးဝင်တာဖြစ်ခဲ့တဲ့အတွက်ညီမလေးကိုမှ congratulation ပြီးတော့ညီမလေးတို့အများကြီးဂုဏ်ယူရဲဆိုတာလေးပြောချင်တယ်ပေါ့နော်Okay အဲ့ဆိုရင်အခုညီမလေးနာမည်ကတော့အမသိရဲ့ Alice ဆိုပြီးတော့ဒါမဲ့ဒီဗီဒီယိုကြည့်တဲ့တချို့ရေ Growlab member ဆိုရင်သိချင်မှသိမှာအဲ့တော့ညီမလေးရဲ့နာမည်အသက်အခုဘာကြီးလုပ်နေလဲဆိုတာနည်းနည်းလေးပြောပြပေးပါလားဟုတ်ကဲ့ရပါတယ်နာမည်ကတော့ Alice အပြင်ပေါ့နော်နာမည်အရင်ကတော့ Show TV ကျော်ပါအဲ့ဒါကို Alice ဆိုပြီးတော့နာမည်ပေးထားတာပေါ့နော် Show TV ကျော်ကနေပြီးတော့ Alice ဆိုပြီးတော့ပေးထားတာပါအသက်ကတော့2005ပုံပေါ့နော်21နှစ်မှာပါအခုလက်ရှိကတော့အကြောင်းတက်နေတယ်အကြောင်းတက်နေနေတော့မှဒီ Growlab လည်းဖြစ်ရှင်တာနဲ့ဒီ join ဖြစ်တာပေါ့နော်အခုအသက်21ပဲရှိသေးတယ်အဲ့မှာစ조사ခြင်းစိတ်ဆိုတဲ့အပြည့်ပဲပေါ့နော်အဲ့လိုစ조사ခြင်းစိတ်အပြည့်နဲ့ဒီ community ကိုဝင်ခဲ့ပေါ့နော်အဲ့တော့ဒီ community ကိုဘယ်လိုသိသွားရလဲပြီးတော့ညီမလေးဒီ community ကိုတွေ့ရတဲ့ join ခြင်းစိတ်ဘယ်လိုရှိသွားလဲဆိုတာလေးနည်းနည်းပြပြပေးပါလားအဓိကဘာအလေးကိုသိရကြပြီဆိုတော့ Alice 2019လောက်မှာဖုန်းကိုစသုံးတာပေါ့နော်ဖုန်းစသုံးတာအရင်တော့လည်းသုံးတယ်ဒါပေမဲ့ဖုန်းကအဲ့လောက်မကောင်းတော့ဘူး YouTube တို့ Facebook တို့တိတ်မသိဘူးဘာအလေးကိုသိတဲ့အခါမှာ2019Alice ရဲ့ညီမက1 20ကပြောပြတာပေါ့နော်ရှေ့တစ်ခေါက်မှာလေး share link ကိုသူလောက်ကြတည်တယ်နိခါဖတ်လာတာအဲ့လိုမျိုးလုပ်တည်ရဲ့အဲ့တော့ Alice မလုပ်နိုင်ခဲ့ဘူးပေါ့နော်ဝင်ပြီးတော့လည်းမ join နိုင်ခဲ့ဘူးအဲ့နဲ့ဒီလိုမျိုးလေးထပ်ပြီးတော့ငါ share လုပ်ပြီးတော့ online နဲ့အတူတူထပ်ပြီးတော့ online နဲ့အတူတူထပ်ပြီးတော့လုပ်နိုင်ခဲ့ရင်လုပ်လို့ရရင်ငါလုပ်ရှင်နေဆိုပြီးတော့စိတ်ကအစတွေကဖြစ်နေတာအဲ့နဲ့မောင်လေးကဒီလိုမျိုးလေးလုပ်လိုက်တော့ခါလေးကွက်တည်ရဆိုပြောပြGrowlab community ကို Alice ဝင်လာပြီးပြီပေါ့နော်အဲ့မဝင်လာခင်မှာ Alice ရဲ့ before ရှိမယ်ပြီးတော့အခုဝင်လာတာ2လကျော်ပြီအဲ့မှာ after ရှိမယ်အဲ့လို before after ဆို Alice ဘယ်လိုဘာဖြစ်မလဲဒီမှာတော့ဒါရှိရပါအဲ့ဒီမဝေခင်မှာတော့ဟိုကလောက်နေပေါ့အဓိကဒီမော်လီဂျန်ဒီလိုမျိုးGrowlabမှာဝင်လာရတဲ့အခါမှာတည်သွားလဲဆိုတော့တရက်တာမှာချမရမယ့်အရာတွေကိုတည်သွားတယ်ပြီးလို့ရှိရင်ကိုလုံးလို့ရတယ်ဆက်ဆောင်ဆုံးမလုံးခင်မှာစတော့တယ်မလုံးခင်မှာကျတော့ကိုလုံးရတာတွေရှာတယ်ဒါပေမဲ့မလုံးဖြစ်ဘူးကိုလည်းအတိမတ်မပြဘူးဒီခါကြီးကိုလည်းငါလုံးမယ်ဘယ်တော့လဲဆိုပသေးကြအောင်ဖြစ်အဲ့လိုရှိတယ်ဒီနောက်ပိုင်းမှာကျတော့မော်လီတော့အရင်ဆုံး plan ချလိုက်တယ်အဲ့ဒီ plan ကိုလောက်ရုံပဲဆိုတော့အဆင်ပြေကိုတိုင်း plan ချရတာမဟုတ်တဲ့အတွက်ကြောင့်ကိုစဉ်းစားနေကြမလို့အဲ့ဒီ plan ကိုလိုက်လောက်လိုက်အောင်အဲ့ဒီအတွက်ကတော့အဆင်ပြေပေါ့နော်ဟုတ်တယ်အခု Alice ပြောတာအိမ်မှာနားထောင်ကြည့်ရပေါ့နော်နားထောင်ကြည့်ရတဲ့အလျောက်ညီမလေးကတကယ်ကိုစူးစမ်းနေတဲ့လူငယ်တယောက်တော့အမှမြင်ရတယ်ပေါ့နော်ညီမလေးတို့ပဲစူးစမ်းနေတဲ့လူငယ်ရှိမယ်ဒါပေမဲ့တချို့ကြတော့လေသူတို့ပြောင်းလဲခြင်းတယ်ဒါပေမဲ့ဘယ်ကစမှမသိဘူးအဲ့လိုမျိုးလူငယ်လည်းရှိမယ်ပေါ့အဲ့လိုမျိုးဆိုအဲ့အကြံပေးရမယ်ဆိုလူငယ်ချင်းဘယ်လိုအကြံပေးခြင်းလဲညီမလေးအခုလောလောဆယ်ပေါ့နော်အခုကြည့်နေတဲ့အခုဗီဒီယိုကြည့်နေတဲ့သူကစိတ်တက်ကြနေတာအနေရလောက်ကြတယ်တစ်လားလောက်ကြဒီကိစ္စကိုတွေးနေရပေါ့နော်ငါတဲ့ဘိုင်းဆိုင်ရာအထက်ကဖြစ်နေတယ်ဆိုတနေ့မှာ12လရှိရပေါ့နော်အဲ့ဒီ12လမှာကိုကဘယ်နှလားလောက်ကြီးကြမှာဒီကိစ္စတစ်ခုအတွက်တစ်လလုံး motivation ပျောက်သွားမှာပျောက်သွားမယ်ဆိုတစ်လလုံးပြန်ထားလို့ပြန်လို့ motivation ပျောက်နေရဘာမှမလုပ်ချင်ဘူးမလုပ်နဲ့ပါလုပ်ပြီးဟေးဆိုရင်တခါလေးတပိတ်ရကောင်းဆုံးပိတ်နေဖို့အနေနဲ့ပေါ့နော်အဲ့ဒါလူငယ်ဆိုလည်းအကုန်ကြိုးစားနေကြတယ်တို့ပြောင်းလဲခြင်းကြရပေါ့နော်အဲ့လိုပြောင်းလဲတိုးတက်ခြင်းတဲ့လူငယ်တယောက်အနေနဲ့ Growlab community ကိုဘာကြောင့် join သင့်တာလဲဆိုရင်မလေးအတွက်ဆိုရင်အဲ့ဒီအဖြစ်ကဘာဖြစ်မလဲအဓိကပေါ့အဓိကရှိဖို့ပေါ့နော်အဓိကအချက်ကကိုယ်ပတ်ဝန်းကျင်ပါလေတော်တဲ့သူကောင်းတဲ့သူအများကြီးရောက်လာခံစားရတယ်တော်တဲ့သူကောင်းတဲ့သူအများကြီးရောက်လာတကယ်ကိုအများကြီးကွာအဲ့ဒီပထမဆုံးဒီမော်လီလိုမေးရတယ်ဖားရလိုက်တကယ်ရွှေတိုက်ရတယ်တကယ်ရွှေတိုက်ရတယ်လို့ခံစားလိုက်ရဒီလားအတွေးရပါလိအဲ့ဒီတို့ကဒီကိုပတ်ဝန်းကျင်ကလူကိုတခုခုအမှုမေးဖို့ဆိုလို့ရှိရင်သူကဘယ်လိုထင်မလဲပေါ့ငါပြောလိုက်လို့ရှိရင်သူကတမျိုးထင်သွားမလားသူ့ကိုကြောတယ်လို့ထင်သွားမလားထင်ကြတယ်အခုကျတော့ဘာမှမရှိဘူးကိုသိချင်တာရတယ်အေးစေးပဲတကယ်ဒုတိယ family ပါ second familyသူတင်ပါတယ်ညီမလေးဒီနေ့ဒီ Growlab community က podcast မှာညီမလေးက challenge winner အနေနဲ့အချိန်တစ်ခုပေးပြီးတော့ပါဝင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်တယ် Okay ကဲလို့ဒါ Growlab community member ဝင်ကျင်တယ်စိတ်ဝင်စားတယ်ဆိုရင်တော့အလကူပြထားတဲ့ Growlab community page မှာ Growlab လို့စာပို့ပြီးတော့ member အနေနဲ့ subscription ဘယ်လိုရှိလဲပြီးတော့ဘာတွေလုပ်နေရလဲဆိုတာအသေးစိတ်စုံစမ်းလို့ရပါတယ် Okay ဒီဗီဒီယိုဒီနေရာထိကြည့်ပြရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတာယာတဲ့ပျော်ရွှင်စရာနေ့လေးကိုပိုင်ဆိုင်ကြပါစေအားလုံးဘိုင်